Masih Okay, sama oh. lagi kami Yeah, manaကျွန်တော်အတူတကွာဆရာ thank တော် you. တွေနေတဲ့စုံစည်းရတော့အခွင့်အသက်ရှင်နေဖြတ်နှုတ်ပတ်တော်တမန်တရားဖျားစကားကိုခံခွင့်ရတဲ့အတွက်စုစွာဖျားခင်ရဲ့ဂုဏ်ကြီးတော်ချီးမွမ်းတို့တူပဲဖျားခင်ကိုချစ်ပြီးအချင်းပြီးဖျားရဲ့နှုတ်ပတ်တော်ကိုMe banka ခံရtete ရှိ point. တဲ့ဒီမှာဆရာဆရာမအရောက်ရှိတဲ့အသက်တာမှာလဲဖျားရဲ့ကောင်းကြီးမင်္ဂလာရှိပြီးဖြစ်တဲ့အတွက်ဖျားကြီးတော်ကိုချီးမွမ်းပါတယ်လို့ဆိုတော့ကျွန်တော်တို့ယုံကြည်သူဖျားခင်သားမီးအသီးသီးဟာတမာတရားတရားတန့်စင်တဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးသိထားပြီးဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့တန့်စင်တဲ့ဗိမာန်တော်ဟာဖျားရဲ့ဘုံထင်ရှားဖို့အလင်းလင်းဖို့ဒါအဓိကဖျားရဲ့အလိုတော်ရှိတဲ့အရာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဘဝအသက်တာမှာဖျားရဲ့ဘုံကိုထင်ရှားဖို့အလင်းလင်းဖို့အတွက်အဓိကကျွန်တော်တို့အခြေခံအုတ်မြစ်ခိုင်ခန့်မှုဖြစ်တယ်။ဒါကြောင့်အခုကအခြေခံအုတ်မြစ်ခိုင်ခန့်မှုအတွက်ကျွန်တော်တို့အတူတူကဒီမင်္ဂလာတရား၈ပါးကိုခံနေတာဖြစ်တယ်။အဲ့ဒါပြီးလို့ရှိရင်တော့တိုင်ကလေအဓိကအရေးကြီးတဲ့မန်တိုင်အနေနဲ့ကြည့်မယ်ဆိုရင်ယုံကြည်ခြင်းချစ်ခြင်းနဲ့မျှော်လင့်ခြင်းဟာခရိယန်တတ္တာရဲ့အရေးကြီးတဲ့မန်တိုင်တစ်ခုဖြစ်တယ်ဆိုတော့နားလို့ဖြစ်တယ်။ပြီးတော့အမိုးအနေနဲ့ပြောလို့ရှိရင်ဖျားခင်ရဲ့အုပ်စုမှုဒီနေ့ဖျားရဲ့အုပ်စုမှုအောက်မှာဖျားပေးတဲ့စုကျေးဇူးဒီနဲ့ဖျားရဲ့ဤဥပဒေတတွေကိုခံယူနှလုံးသွင်းပြီးကျွန်တော်ဘဝအသက်တာမှာအသက်ရှင်ပြီးဖျားရဲ့အလိုတော်ဖြစ်တဲ့လူပေါင်းကယ်နေခြင်းတို့ရောက်ရဲ့တမန်တရားသိဖို့လူပေါင်းပျက်စီးခြင်းတို့မြောက်ထာဝရအသက်ရဖို့ဖျားရဲ့အလိုတော်နဲ့အမှုတော်အတွက်ဖျားခင်ကျွန်တော်တို့ကိုအပြစ်တရားနေဖျားခင်ရဲ့အသွေးတော်မြတ်နဲ့အသက်ကိုဆွတ်ပြီးကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ထားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကဖျားရဲ့အလိုတော်ဆောင်မှုပဲဖြစ်တယ်။ဒါကြောင့်မို့သခင်ဖျားဖြစ်တဲ့သခင်ယေရှုခရစ်တော်ဟာကျွန်တော်တို့ကိုပြန်လည်ချီဆောင်တင်စီဖို့အချိန်ဟာနီးတဲ့ထက်နီးလာပြီဖြစ်တယ်။တော့ဖျားရဲ့နှလုံးသားနဲ့ဖျားရဲ့အုပ်စုမှုအောက်မှာဖျားရဲ့ဤဥပဒေသားနဲ့အညီအသက်တာအသက်ရှင်ဖို့တန်ရှင်တော်ဝိညာဉ်တော်ကနှုတ်ပတ်တော်တမန်တရားအဖြစ်ကျွန်တော်တို့ကိုသင်ကြားပေးနေတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘူးခံတဲ့အရာကမင်္ဂလာတရား၈ပါးဖြစ်တယ်။ဒါကြောင့်မို့မင်္ဂလာတရား၈ပါးမှာကြည့်တဲ့အခါမှာပထမမင်္ဂလာတရား၄ပါးပထမမင်္ဂလာတရား၄ပါးလို့ပြောတဲ့မင်္ဂလာကကိုယ့်ကိုတိဆောက်ဖို့ပဲဖြစ်တယ်။ဒါမင်္ဂလာတရား၈ပါးမှာပထမမင်္ဂလာတရား၄ပါးကယုံကြည်သူဖျားခင်သားမီးတွေကိုယ့်ကိုတိဆောက်ဖို့ဖြစ်တယ်ဆိုတာနားလည်ရတာဖြစ်ပါတယ်လို့ဒါကြောင့်မို့ကိုယ့်တိဆောက်ဖို့အတွက်ပထမမင်္ဂလာတရား၄ပါးမှာနံပါတ်၁ကစိတ်နှလုံးနှိမ့်ချတဲ့အတ္တတာရှိဖို့အဲ့ဒီစိတ်လုံးနှိမ့်ချတဲ့သူကမင်္ဂလာရှိတယ်ဖျားကောင်းကင်နိုင်ငံတော်ဟာထိုသူတို့ရဲ့နိုင်ငံပဲဆိုပြီးတော့မှသခင်စုကယုံကြည်သူတပည့်တော်တွေကိုဟောပြောခဲ့တာဖြစ်တယ်ပြီးတော့ဒုတိယကစိတ်မသာညီးထွားတော်သူအဲ့ဒါလေးမင်္ဂလာရှိပါတယ်တဲ့အဲ့လိုစိတ်မသာညီးထွားတဲ့သူဟာတတ္တာချင်းလို့ရောက်နေဆိုတော့ဖော်ပြထားတယ်တော့ဒီစိတ်နှိမ့်ချခြင်းကိုကျွန်တော်တို့အတူပါလေ့လာခဲ့ပြီးဖြစ်တယ်စိတ်မသာညီးထွားခြင်းနဲ့လေ့လာခဲ့ပြီးဖြစ်တယ်ဒီနေ့ကျွန်တော်သွားမေးရာကစိတ်နူးညံ့တင်ဝေ့ခြင်းပဲဖြစ်တယ်အဲ့ဒီစိတ်နူးညံ့တင်ဝေ့တယ်ဆိုလို့ရှိရင်လည်းမင်္ဂလာရှိပါတယ်တဲ့အဲ့ဒီလူကပြည်တော်ကိုအမွေခံရမယ်ဆိုတော့ဖော်ပြထားတယ်ပြီးတော့နောက်နံပါတ်၄ကဖြောင့်မခြင်းပါရမီကိုစာငတ်ခင်မွန်းတဲ့သူဟာလည်းမင်္ဂလာရှိပါတယ်အဲ့ဒီလူတာဝတ်ပြောခြင်းတို့ယောက်ျားလက်တန်းဆိုဖော်ပြထားတယ်ဒါကြောင့်မို့သခင်စုရဲ့အသွေးအသက်နဲ့အပြစ်တရားနဲ့ရွေးနှုတ်ကယ်တင်ထားတဲ့ဖျားခင်သားမီးဖြစ်တဲ့ယုံကြည်သူကျွန်တော်တို့အရောက်စီတိုင်းအသက်တာကကိုယ့်ကိုတိဆောက်ဖို့အတွက်ဒီမင်္ဂလာတရား၄ပါးဟာနော်တဆင့်ပြီးတဆင့်ကျွန်တော်တို့တက်လှမ်းရမယ့်အရာတွေဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့
ပါတယ်ပြီးတော့နောက်မင်္ဂလာတရားနောက်ထပ်၄ပါးဒါဒုတိယမင်္ဂလာတရား၄ပါးအဲ့ဒါတော့အခြားသူများကိုဖျားခင်နဲ့ဆက်သွယ်ဖို့အတွက်နော်လှုပ်ဆောင်ပေးရမယ့်မင်္ဂလာပဲဖြစ်တယ်။တော့ကျွန်တော်ယုံကြည်သူလို့ပြောတဲ့အခါမှာယုံကြည်ပြီးပြီးွားတာမဟုတ်ဘူး။ယုံကြည်ခြင်းဟာအသက်တာအသက်ရဲ့အစပဲဖြစ်တယ်။အသက်တာအသက်ရဲ့အစမှာကိုယ့်ကိုတိဆောက်ပြီးဖျားရဲ့အလိုတော်ဖြစ်တဲ့လူပေါင်းကယ်တင်ခြင်းတို့ရောက်၍တမန်တရားသိဖို့လူပေါင်းပြည့်စည်ခြင်းတို့မြောက်ထာဝရအသက်ရဖို့ဖျားခင်အလိုတော်နဲ့အမှုတော်တွေဖျားခင်ကျွန်တော်တို့ကိုရှင်းမစကခွဲကန့်မှတ်သားပြီးကျွန်တော်တို့ကိုရွေးကောက်ထားတယ်ဆိုတော့ကိုနားလည်ဖို့ပဲဖြစ်တယ်။ဒါကြောင့်မို့အခြားသူများဖျားခင်နဲ့ဆက်တွေ့ဖို့အတွက်လှုပ်ဆောင်ပေးရမယ်။ဒုတိယမင်္ဂလာတရား၄ပါးတော့တနာဆုံမဲ့တတ်တော်သူဟာမင်္ဂလာရှိပါလေ။တနာဆုံမဲ့ခြင်းကိုခံမှာဖြစ်တယ်။အဓိကတနာဆုံမဲ့ခြင်းကအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။ဒါကြောင့်အေဖန်နဲ့ရှစ်ကနေကိုကြည့်တဲ့အခါမှာနော်ယုံကြည်တော်အဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ပါတယ်တဲ့ကိုအလိုတော့ရောက်တာလည်းမဟုတ်ပါဘူးတဲ့ကိုကုသိုလ်ကြောင့်ရောက်တာလည်းမဟုတ်ဘူးဒါကြောင့်မို့နော်ကိုရဲ့လူဆောင်မှုတစ်ခုမှမဟုတ်ဘဲနဲ့ဖခင်ရဲ့တနာခြင်းအဖြစ်နာရောက်တယ်လို့ဖော်ပြထားတယ်ဒါဖခင်ကတနာတဲ့အတွက်ကျွန်တော်တို့ကိုအပြစ်တရားကရွေးနှုတ်ကယ်တင်လို့ပဲကျွန်တော်တို့ကလည်းနော်ဖခင်ရဲ့တာမီဖြစ်တဲ့အသီးသီးအသက်တာမှာကိုယ့်ကိုတိဆောက်ပြီးတဲ့အခါမှာဖျားရဲ့စိတ်တော်တွေပြုတ်ဝလာတဲ့အခါမှာဒီတနာတဲ့စိတ်နှလုံးနဲ့အမောင်မှာရှိနေတဲ့သူတွေအပြစ်တရားအောက်မှာရောက်နေတဲ့သူတွေကိုအလင်းနိုင်ငံဖျားနိုင်ငံပို့ဖို့နဲ့နော်ဖျားခင်ရဲ့အမှုခံဖို့အတွက်ဒီတနာဆုံမဲ့တဲ့စိတ်နဲ့ဖျားရဲ့နော်အမှုတော်ဆောင်မှုပဲဖြစ်တယ်ပြီးတော့စိတ်နှလုံးဖြူစင်တဲ့သူဟာလည်းမင်္ဂလာရှိတယ်အဲ့ဒီတနာဆုံမဲ့တတ်တဲ့ဖခင်ရဲ့စိတ်တော်ရှိပြီဆိုရင်အဲ့ဒီလူရဲ့အသက်တာဟာနော်အရှင်တက်လန်းပြီးတော့ခါမှာနောက်ဆုံးစိတ်နှလုံးဖြူစင်တဲ့အသက်တာရောက်ပြီးတော့ဖခင်ကိုဓာတ်ရဲ့သူမြင်ရတဲ့အသက်တာရှိသွားမှာဖြစ်တယ်ပြီးတော့သူတစ်ပါးခိုက်ရန်ပြုခြင်းကိုငြင်းစီတဲ့သူဟာလည်းမင်္ဂလာရှိပါတယ်တဲ့ဖခင်သားတော်ဟုခေါ်ခြင်းကိုခံရမယ်ဆိုဖော်ပြထားတယ်ပြီးတော့ဖြောင့်မခြင်းတရားကြောင့်နောက်ဆက်ညင်းဆဲခြင်းကိုခံတဲ့သူကလည်းမင်္ဂလာရှိပါတယ်။ကောင်းကင်နိုင်ငံတော်ကထိုသူတို့ရဲ့နိုင်ငံဖြစ်တယ်ဆိုပြီးတော့မှသခင်ယေရှုတောင်ပေါ်ဒေသနာမှာမင်္ဂလာတရား၈ပါးနဲ့စပြီးတပည့်တော်တွေသွန်သင်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့မင်္ဂလာရှိတဲ့ဘုရားခင်ကမင်္ဂလာတရား၈ပါးကိုနော်မင်္ဂလာသားမီးဖြစ်တဲ့ဘုရားခင်သားမီးတို့သွန်သင်ပြီးအမောင်မှာရှိတဲ့သူတွေမင်္ဂလာတာမီးတွေဖြစ်လာဖို့အတွက်ပဲဖြစ်တယ်။ဒါကြောင့်မို့ဒီမင်္ဂလာတရားစစ်ပါပေးရခြင်းရဲ့ရည်ရွယ်ချက်ကိုကြည့်တဲ့အခါမှာနှစ်ချက်ရှိတယ်ဆိုတာတွေ့ရတယ်။တစ်ချက်ကဘုရားခင်ရဲ့ကြီးမြတ်တဲ့မဟာပညာတော်ကိုလက်ဆောင်ဖို့။တော့ဘုရားခင်ရဲ့ကြီးမြတ်တဲ့မဟာပညာတော်ကတော့တိယော3:23မှာဘုရားခင်ပညာတော်ဟုမူကားသားတော်ယေရှုခရစ်ကိုယုံကြည်ရမယ်။ပြီးတော့သားတော်ပညာတော်မူသည့်အတိုင်းအချင်းချင်းချစ်ရမည်ဟုတော့ပညာတော်ပဲလို့ဖော်ပြထားတယ်။တော့မဟာပညာတော်ဆိုလို့ရှိရင်ယေရှုခရစ်ကိုယုံကြည်ပြီးတော့သခင်ယေရှုရဲ့တုံသင်တဲ့အတိုင်းပဲပညာတဲ့အတိုင်းပဲအချင်းချင်းချစ်ဖို့ပဲဖြစ်တယ်။အဲ့ဒါကြီးမြတ်တဲ့မဟာပညာတော်ဖြစ်တယ်။နောက်တစ်ခုကကြီးမြတ်တဲ့မဟာစေကိုင်းချက်။အဲ့ဒီကြီးမြတ်တဲ့မဟာစေကိုင်းချက်ကြတော့မဿဲ28:18ကနေ20မှာနော်အဓိကအင်္ဂလိပ်တရားကိုကျွန်တော်တို့ကနော်လူမျိုးတွေကတောင်းဟောပြောဖို့ဖြစ်တယ်။ဒါကြောင့်မို့အင်္ဂလိပ်တရားကိုဟောပြောပြီးနော်ယုံကြည်လာတဲ့သူတွေကိုတပည့်တော်ဖြစ်စေဖို့ဖြစ်တယ်။တပည့်တော်ဖြစ်လာတော့မှခမည်းတော်သားတော်တန်ဆင်တော်ဝိညာဉ်တော်နာမ၌ဗတ္တိဇံကိုပေးဖို့ဖြစ်တယ်။ပြီးတော့ယေရှုပြီးတဲ့ပညာတော်တွေကိုဆော့ဆော့ဖို့အတွက်နော်ဆုံးမဩဝါဒပေးဖို့ဖြစ်တယ်။ဒါကကြီးမြတ်တဲ့မဟာစေကံချက်ပဲဖြစ်တယ်။တော့ကျွန်တော်တို့အသင်းတော်ဒီမှာလောက်ရတဲ့အရာကသခင်ယေရှုရဲ့အင်ဝိလိတည်င်း
ကားကိုနော်အတူတကွလက်တွဲပြီးဘုရားခင်ပေးထားတဲ့ဆုကျေးဇူးရှိတဲ့အတိုင်းဟောပြောတဲ့တေခံပေါ့အဲ့ဒီကနေပါနော်အင်္ဂလိပ်ဒင်းစကားကိုကြားပြီးအသက်တာပြောင်းလဲတဲ့သူတွေကိုတပည့်တော်ဖြစ်လာအောင်ဆက်လက်လှုပ်ဆောင်ဖို့တပည့်တော်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဗတ္တိဇံမင်္ဂလာကိုပေးဖို့ပြီးတော့အဲ့ဒီသူတွေကိုသခင်ယေရှုပေးတဲ့ပညတ်တော်တွေနိဝေဒတွေကိုဆောက်ဖို့အတွက်ဆုံးမဩဝါဒပေးဖို့ဖြစ်တယ်ဒါကကြီးမြတ်တဲ့မဟာစေကိုင်ချက်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖြစ်တယ်ဒါကျွန်တော်အသင်းတော်တွေမှာအသင်းသားအားလုံးယုံကြည်သူအားလုံးဟာအင်္ဂလိပ်တရားဟောတတ်တဲ့သူတွေဖြစ်တယ်ပြီးလို့ရှိရင်တပည့်တော်မွေးထုတ်ခြင်းကိုဆက်လုပ်ရမှာဖြစ်တယ်ပြီးတော့မှဗတ္တိဇံပေးပြီးဘုရားခင်ပညတ်တော်တွေနိဝေဒတွေကိုဆောက်ဖို့အတွက်ဆုံးမဩဝါဒပေးဖို့ပဲဖြစ်တယ်ဒါကြောင့်မို့နော်အခုချိန်မှာကျွန်တော်တို့ကမှတ်တဲ့အခန်းကြီး9အခန်းငယ်9မှာပါတဲ့နော်တတိယမင်္ဂလာတရားကိုအတူတကွခံယူနှလုံးသွင်းမှာဖြစ်တယ်။တတိယမင်္ဂလာတရားစိတ်နူးညံ့သင်ဝိတော်သူတို့တည်တဲ့မင်္ဂလာရှိကြ၏အကြောင်းမူကားတဲ့ထိုသူတို့တည်ပြည်တော်ကိုအမွေခံရကြတဲ့တန်လို့ဖော်ပြထားတယ်။ဒါကြောင့်မို့အသက်ရှင်တဲ့ဖြန်နှုတ်ပတ်တော်ဖတ်တဲ့အခါမှာအကြောင်းအကျိုးနှစ်ခုတွဲထားတယ်ဆိုတော့တွေ့ရတယ်။အကျိုးကပြည်တော်ကိုအမွေခံရတဲ့အကျိုးအဲ့ဒီပြည်တော်ကိုအမွေခံရဖို့အတွက်အကြောင်းကစိတ်နူးညံ့သိမ်ဝေးတဲ့သူဖြစ်ဖို့တော့လိုတယ်စိတ်နူးညံ့သိမ်ဝေးတဲ့သူဟာမင်္ဂလာရှိပြီးအဲ့ဒီစိတ်နူးညံ့သိမ်ဝေးတဲ့အကြောင်းကြောင့်သူကအကျိုးကပြည်တော်ကိုအမွေခံရတဲ့အကျိုးကိုရရှိသွားတာဖြစ်တယ်တော့ကျမ်းစာတွေအားလုံးဖတ်လိုက်ရင်အကြောင်းအကျိုးအမြဲတမ်းတွေ့ထားတယ်ဆိုတာကိုနားလည်ရတာဖြစ်တယ်ဒါကြောင့်မို့နော်နာခံလဲဆောက်ခြင်းအပြင်ဂတိတော်အကျိုးတွေအများကြီးချိတ်ထားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့နော်စိတ်နူးညံ့သိမ်မွေ့တဲ့သူကဘလူလူလဲနော်အဲ့ဒီအပြင်မင်္ဂလာရှိပြီးဖခင်ရဲ့ပြည်တော်အငွေခံရဖို့အတွက်ကျွန်တော်ဆက်လက်လေ့လာမှာဖြစ်တယ်ဒါကြောင့်မို့စိတ်နူးညံ့သိမ်မွေ့ခြင်းဆိုတာဘာလဲလို့ကြည့်တဲ့အခါမှာမဿဲ7:29မှာနော်တခင်ယေရှုကိုယ်တော်တိုင်ဘာပြောလဲဆိုရင်ငါထံဘူးတင်ရထမ်းကြလော့ငါထံ၌နီးခံကြလော့ငါဒီနူးညံ့သိမ်မွေ့နေချတော်စိတ်တော်ရှိသင်တို့စိတ်နှလုံးဒီတက်တာချင်းတို့ရလိမ့်မယ်ဆိုပြီးတော့မှတခင်စုဖော်ပြထားတာဖြစ်တယ်ဒါကြောင့်အဓိကကဖျားခင်သားမီးတွေကဘဒုထံမှာနီးခံမှုလို့လဲဆိုရင်တခင်ယေရှုထံမှာနီးခံမှုတော့လို့လဲဒါကြောင့်မို့အရင်ဆုံးနီးမခံခင်ငါထံဘူးကိုတင်ရထမ်းကြလော့လို့ဖော်ပြထားတယ်အစစ်တွေဆက်ဖတ်မယ်ဆိုတော့ဝန်လေးပင်မတော်သူပေါင်းတို့ငါထံတို့လာကြလောငါဒီချမ်းသာပေးမယ်ဒီတော့မှငါထံဘူးကိုတင်ရထမ်းကြလောဆိုတဲ့ဒီနှုတ်ပတ်တော်ဆက်လာတာဖြစ်တယ်ဒါကြောင့်မို့အဓိကလောကမှာအသက်ရှင်တဲ့အခါမှာဝန်တွေအများကြီးပြိနေလူတွေရှိတယ်လောကမှာဝန်တွေပြိတဲ့အခါမှာလူတွေစိတ်မသာညှိထွားတယ်ဆိုတာလည်းတွေ့ရတယ်အဲ့ဒီထဲကနေပြီးတော့မှနော်လွတ်မြောက်လုပ်ပေးနိုင်တာတော့သခင်ယေရှုခရစ်တော်ဖျားပဲဖြစ်တယ်ဒါတော့သခင်ယေရှုခရစ်တော်ဖျားစီလာပြီးတခါသခင်ယေရှုရဲ့ထံဘူးကိုထမ်းမှုဖြစ်တယ်ဒါတော့သခင်ယေရှုရဲ့ထံဘူးလို့ပြောတဲ့အခါမှာအဓိကသခင်ယေရှုရဲ့အုပ်ဆိုးခြင်းကိုခံယူဖြစ်တယ်သခင်ယေရှုရဲ့အုပ်ဆိုးမှုကိုခံယူပြီးသခင်ယေရှုထံမှာနီးခံမှုပဲဖြစ်တယ်။ဘာကြောင့်လဲဆိုသခင်ယေရှုကနူးညံ့သိမ်ဝေ့နေချတဲ့စိတ်ရှိတဲ့အတွက်သခင်ယေရှုစီမှာနီးခံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်တွေဟာနူးညံ့သိမ်ဝေ့နေချတဲ့စိတ်တွေရှိလာမှာဖြစ်တယ်။အဲ့ဒီအပြင်ဘာကြိုရမလဲဆိုရင်ကိုယ်စိတ်နှလုံးကတက်တာလာမှာဖြစ်တယ်။လူတွေစိတ်ကနော်မတက်တာရခြင်းအကြောင်းဒါဘာကြောင့်လဲဆိုရင်နူးညံ့သိမ်ဝေ့နေချတဲ့စိတ်မရှိသေးလို့ဖြစ်တယ်။နူးညံ့သိမ်ဝေ့နေချတဲ့စိတ်ရှိပြီဆိုရင်စိတ်လုံးကတက်တာလာမှာကြောင့်သိမ်ဝေ့ခြင်းဆိုတာဘာလဲဆိုရင်အဓိကသခင်ယေရှုရဲ့စိတ်ရရှိသွားဖို့အတွက်သခင်ယေရှုထံလာပြီးသခင်ယေရှုရဲ့အုပ်ဆိုးမှုကိုခံယူပြီးသ
ခင်ယေရှုထံမှာနီးခံလိုက်ဖို့ပဲဖြစ်တယ်ဒါကြောင့်မို့စိတ်နူးညံ့တင်ငွေ့ခြင်းဆိုတဲ့အရာကခရစ်တော်ရဲ့အုပ်စိုးမှုအောက်မှာနေချစွာနေတာနေချစေတယ်ဆိုတဲ့အရာကကျွန်တော်လေ့လာခဲ့ပြီးဖြစ်တယ်ခေစာ29:19မှာအဓိကအမိပြုလိုက်ခြင်းပဲဖြစ်တယ်တော့သခင်ယေရှုအုပ်စိုးမှုအောက်မှာသခင်ယေရှုကိုအမိပြုတဲ့အသက်တာနဲ့အသက်ရှင်ပြီးသခင်ယေရှုထံမှာနီးခံမှုပဲဖြစ်တယ်ပြီးတော့သခင်ယေရှုရဲ့အလိုတော်နဲ့အညီမိမိစိတ်လုံးကိုထိန်းချုပ်နိုင်တဲ့သူဖြစ်လာဖို့အတွက်ဝိညာဉ်တော်ကကိုယ်စိတ်လုံးကိုပြုပြင်ပေးသွားမှာဖြစ်တယ်အဲ့ဒီအဖြစ်ကိုယ့်ရဲ့စိတ်တွေကခက်ထန်တဲ့စိတ်တွေမာကြောတဲ့စိတ်တွေတော့မာနထောင်လွှားတဲ့စိတ်တွေကနေမှတဖြည်းဖြည်းနဲ့သခင်ယေရှုရဲ့စိတ်တော်တွေကပေါ်ပေါက်လာမှာဖြစ်တယ်ဒီနေ့သခင်ယေရှုရဲ့စိတ်ကချစ်တနာခြင်းမေတ္တာဂရုဏာရှိတဲ့စိတ်ပဲဖြစ်တယ်အဲ့ဒီချစ်တနာခြင်းမေတ္တာဂရုဏာရှိလာတဲ့အခါမှာတဖြည်းဖြည်းနဲ့သခင်ယေရှုစိတ်ဖြစ်တဲ့နူးညံ့တင်ငွေနေချတဲ့စိတ်တွေလည်းအသက်တာမှာရှိကြောင့်အဲ့ဒီစိတ်မျိုးရှိလာဖို့ဆိုရင်သခင်ယေရှုရဲ့အုပ်စိုးမှုခံမှုဖြစ်တယ်သခင်ယေရှုထံမှာနီးခံမှုဖြစ်တယ်အဲ့ဒီအဖြစ်သခင်ယေရှုကကိုယ်စိတ်လုံးပြုပြင်ပေးတဲ့အခါမှာကိုယ်စိတ်လုံးတွေကသခင်ယေရှုရဲ့အလိုတော်နဲ့အညီချစ်ခြင်းဝမ်းမြောက်ခြင်းညီတဲ့ခြင်းစိတ်စေခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာစောင့်ခြင်းနူးညံ့တင်ငွေနှိမ့်ချခြင်းကမ္မဂုဏ်ချုပ်တည်ခြင်းဆိုရယ်စိတ်တွေကတဖြည်းဖြည်းနဲ့ရှိလာမှာဖြစ်တယ်ပြီးတဲ့အခါမှာသခင်ယေရှုစီမှာနေခံခြင်းအပြင်တန်ဆင်တော်ဝိညာဉ်တော်ကနှုတ်ပတ်တော်နဲ့ပြုပြင်ပြီးတဲ့အခါမှာဇာတိစိတ်တွေတဖြည်းဖြည်းနဲ့လွတ်နေသွားပြီးဝိညာဉ်ပဂတိစိတ်တွေရှိလာပြီးဝိညာဉ်အသီးသီးတဲ့အသက်တာပေါ်လွင်လာမှာဖြစ်တယ်။ဒါကြောင့်မို့စိတ်နူးညံ့တင်ဝှေ့ခြင်းဟာသခင်ယေရှုရဲ့စိတ်ပဲဖြစ်တယ်။အဲ့ဒီစိတ်မျိုးရရှိဖို့အတွက်ဆိုရင်သခင်ယေရှုထံလာပြီးနိခံဖြစ်တယ်။သခင်ယေရှုရဲ့အုပ်စိုးမှုကိုခံပြီးနိခံမှုဖြစ်တယ်ဆိုတာကိုကျွန်တော်နားလို့ဖြစ်တယ်။ပြီးတော့စိတ်နှိမ့်ချခြင်းနဲ့နူးညံ့တင်ဝှေ့ခြင်းရဲ့ကွာခြားချက်။ဘာကြောင့်ဆိုစိတ်နှိမ့်ချခြင်းကိုကျွန်တော်လေ့လာခဲ့ပြီးဖြစ်တယ်။ပြီးတော့စိတ်နူးညံ့တင်ဝှေ့ခြင်းရဲ့ကွာခြားချက်ဘာတွေရှိလဲဆိုတာကိုကျွန်တော်သိဖို့ဖြစ်တယ်။ဒါစိတ်နှိမ့်ချခြင်းဆိုတဲ့အရာကဖျားခင်ကိုအမိပြုကိုးစားခြင်းအဲ့ဒါစိတ်နှိမ့်ချတဲ့လူရဲ့လက္ခဏာဖြစ်တယ်။ပြီးတော့စိတ်နှိမ့်ချခြင်းဆိုတဲ့အရာကဖျားခင်ရဲ့ကျေးဇူးပြုခြင်းမရှိဘဲနဲ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတဲ့စိတ်မျိုးဟာစိတ်နှိမ့်ချခြင်းပဲဖြစ်တယ်။ပြီးတော့မာနထောင်လွှားခြင်းနဲ့ဆန့်ကျင်ပဲအသက်တာအသက်ရှင်ခြင်းဒါလည်းကျွန်တော်တို့စိတ်နှိမ့်ချခြင်းမှာလေ့လာခဲ့ပြီးဖြစ်တယ်။ပြီးတော့ပြန်ကြည့်တဲ့ဆိုရင်စိတ်နှိမ့်ချခြင်းဆိုတာသစ်ပင်တစ်ပင်ရဲ့အမြင့်ပဲဖြစ်တယ်။ဒါသစ်ပင်တစ်ပင်ရဲ့အမြင့်ကနှိမ့်ချခြင်းဆိုတဲ့အမြင့်ရှိဖို့ဒီကအရေးကြီးတယ်ဆိုတာတွေ့ရဖြစ်တယ်။ပြီးတော့စိတ်နူးညံ့တင်ဝှေ့ခြင်းဆိုတဲ့အရာကလူချင်းပြောဆိုတဲ့အခါမှာနူးညံ့တင်ဝှေ့ခြင်းကိုပြောတာဖြစ်တယ်။လူချင်းစကားပြောတဲ့အခါမှာနူးညံ့တင်ဝှေ့ဖို့အတွက်လည်းနှုတ်ပတ်တော်တုံသင်ထားတယ်။ဒါကြောင့်မို့ကြမ်းတမ်းသောစကားကအမျက်ကိုနှိုးဆော်တတ်တယ်။ဖြင်းညင်းသောစကားကတော့စိတ်ကိုဖြည့်တတ်တယ်လို့ဖော်ပြထားတယ်။ဒါကြောင့်ကိုယ့်ရဲ့ဇနီးခင်မွန်းမိဘသားမီးလို့ပေါ်ဆောင်မဲ့ချင်းချင်းစကားပြောတဲ့အခါမှာနူးညံ့သိမ်ဝိနဲ့ပြောတဲ့သူနဲ့ခက်ထန်မာကြောစွာနဲ့ပြောတဲ့သူကတော့ကွာခြားမှုရှိတယ်ဆိုတာတွေ့ရတယ်။စကားတော့ဒီစကားပဲခုနခက်ထန်မာကြောစွာနဲ့ပြောလိုက်တယ်ဆိုရင်အမျက်ကိုနိုးဆော်လို့ဖြစ်တတ်တယ်။ဒါနူးညံ့သိမ်ဝိစွာပြောရင်တော့သူစိတ်ကိုအမျက်ထွက်နေတဲ့စိတ်တော်မှပြန်ဖြေနိုင်တဲ့တဘောမျိုးရှိတယ်ဆိုတာကိုနှုတ်ပတ်တော်ကဖော်ပြထားတယ်။ဒါကိုဖြင်းညင်းသောစကားစိတ်ကိုဖြစ်တတ်တယ်။ကြမ်းတမ်းသောစကားမှုကအမျက်ကိုနိုးဆော်တတ်တယ်ဆိုပြီးတော့မှဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်လူချင်းပြောဆိုတဲ့အခါမှာနူးညံ့သိမ်ဝှေ့ဖြင်းညင်းတဲ့စကားတွေပြောဖို့ဖြစ်တယ်။ဒါကြောင့်မို့အဲ့လိုမျိုးဆက်ဆံတဲ့အခါမှာတခြားလူကကိုယ့်ကိုကြည့်ပြီးခရစ်တော်ရဲ့စိတ်တော်ကိုသူတို့မြင်တွေ့ဖို့အတွက်လက်တွေကိုပြောဆိုခြင်းပဲဖြစ်တယ်။ပြီးတော့ကြမ်းတမ်းခြင်းနဲ့ဆန့်ကျင်ဘက်အသက်ရှင်ခြင်းကိုပြသတာဖြစ်တယ်။ဒါကြောင့်မို့
စိတ်နူးညံ့သိမ်မွေ့ခြင်းဆိုတာကသစ်ပင်တစ်ပင်ရဲ့အမြင့်မှထွက်တဲ့အသီးပဲဒါကြောင့်သူ့ရဲ့အမြင့်ကစိတ်နှိမ့်ချခြင်းရှိရင်အသီးကနူးညံ့သိမ်မွေ့တဲ့အသီးသီးလာမှာဖြစ်တယ်တော့စိတ်ကမာနထောင်လွှားတယ်ဆိုရင်အသီးကခက်ထန်မာကြောတဲ့အသီးသီးလာမှာဖြစ်တယ်တော့ဒါကြောင့်မို့စိတ်နှိမ့်ချခြင်းနဲ့နူးညံ့သိမ်မွေ့ခြင်းရဲ့ကွာခြားချက်ကိုကျွန်တော်သိဖို့ဖြစ်ပါတယ်လို့ဒါကြောင့်မို့စိတ်နှိမ့်ချခြင်းအသက်တာအမြင့်အသွင်လုံးသားမှာရှိပြီဆိုရင်လူချင်းပြောဆိုဆက်ဆံတဲ့အခါမှာဘာအသီးတွေထွက်လာမလဲဆိုရင်နူးညံ့သိမ်မွေ့တဲ့အသီးတွေကထွက်လာမှာပဲဖြစ်တယ်ပြီးတော့ကျွန်တော်ဆက်ကြည့်တဲ့အခါမှာဘာကြောင့်စိတ်နူးညံ့သိမ်မွေ့ရမလဲလို့ကြည့်တဲ့အခါမှာယာကုပ်4:6မှာအဓိကစိတ်နူးညံ့သိမ်မွေ့နှိမ့်ချတဲ့သူကိုဘုရားခင်ကျေးဇူးပြုတာဖြစ်တယ်ခက်တံမာကျော်မာနထောင်လွှားတဲ့သူတော့ဘုရားခင်နှိမ့်ချလိုက်မှာဖြစ်တယ်ဒါကြောင့်မို့ဘာကြောင့်စိတ်နူးညံ့သိမ်မွေ့ရလဲဆိုရင်ဘုရားခင်ရဲ့ကျေးဇူးပြုခြင်းခံရဖို့ပဲဖြစ်တယ်ဒါကိုကျမ်းစာလာဒီကတဲ့ထောင်လွှားစော်ကားတော်သူတို့ကိုဘုရားခင်စီတားတော်မူတယ်လို့ဖော်ပြထားတယ်တော့စိတ်နှိမ့်ချတဲ့သူကိုကျေးဇူးပြုတယ်လို့ဖော်ပြထားတယ်တော့စိတ်နှိမ့်ချနူးညံ့သိမ်မွေ့တဲ့သူတော့ဘုရားခင်ကျေးဇူးပြုတယ်ဒါကြောင့်မို့ဘာကြောင့်ကျွန်တော်စိတ်နူးညံ့သိမ်မွေ့ဖို့လိုတယ်ဆိုရင်ဘုရားရဲ့ကျေးဇူးပြုခြင်းကိုခံရဖို့ပဲဖြစ်တယ်နောက်ပေါ်ယာကုပ်1:21မှာဘာကြောင့်စိတ်နူးညံ့သိမ်မွေ့ဖို့လိုတယ်ဆိုရင်ဘုရားခင်ရဲ့နှုတ်ကပတ်တော်တမန်တရားဘုရားရဲ့စကားကိုခံယူနိုင်ဖို့ပဲဖြစ်တယ်ဒါကြောင့်မို့ခတ်သိမ်းသောညှဉ်းညူခြင်းနဲ့မနာလူသောစိတ်လွန်ကျူးခြင်းကိုပယ်စား၍သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်တော့အထင်း၌ဆက်ပြူသောနှုတ်ကပတ်တရားကိုနူးညံ့သိမ်မွေ့သောစိတ်နှင့်ခံယူကြလော့လို့ဖော်ပြထားတယ်ဒါကြောင့်မို့ဖျားနှုတ်ကပတ်တော်တမန်တရားကိုခံယူဖို့ဆိုလို့ရှိရင်စိတ်လုံးကနူးညံ့သိမ်မွေ့တဲ့စိတ်ရှိဖို့ဖြစ်တယ်အဲ့ဒီနူးညံ့သိမ်မွေ့တဲ့စိတ်ရှိမှပဲသူကနှုတ်ကပတ်တော်တမန်တရားကိုခံယူနိုင်မှာပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာမှာနော်ညှဉ်းညူတဲ့အရာရှိတယ်မနာလိုတဲ့အရာတွေရှိတယ်ခက်ထန်မာကျော်မာနထောင်လွှားတဲ့စိတ်တွေကလည်းရှိတယ်အဲ့ဒါမျိုးကိုမကြိုက်မနစ်တဲ့ခါမှာစိတ်မသာညီထွားခြင်းတွေရှိတယ်အဲ့ဒီစိတ်မသာညီထွားခြင်းတွေကနေပြီးတော့မှနော်အဓိကဖျားရဲ့စိတ်ဖြစ်တဲ့နူးညံ့သိမ်မွေ့တဲ့စိတ်ရရှိလာဖို့အတွက်ဆိုလို့ရှိရင်အဓိကဝိညာဉ်တော်ကနေပြီးတော့မှကိုယ်အသက်တာကိုပြုပြင်ပေးပြီးကိုယ်အသက်တာကတဖြည်းဖြည်းနဲ့ခက်ထန်မာကျော်တဲ့စိတ်မာနထောင်လွှားတဲ့စိတ်ကနေနူးညံ့သိမ်မွေ့တဲ့စိတ်ဖြစ်အောင်နှုတ်ပတ်တော်နဲ့ပဲတော့လှုပ်ဆောင်ပေးတာဖြစ်တယ်အဲ့တော့တဖြည်းဖြည်းနဲ့နူးညံ့သိမ်မွေ့တဲ့စိတ်တွေရှိလာတဲ့အခါမှာနှုတ်ပတ်တော်တဖြည်းဖြည်းနဲ့သူခံယူနိုင်လာတယ်ဆိုတာကိုကျွန်တော်နားလည်ဖြစ်တယ်ဒါကြောင့်မို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်တာတော့နှုတ်ပတ်တော်တမန်တရားပဲဖြစ်တယ်အဲ့ဒါကိုခံယူဖို့ဆိုရင်နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ခံယူဖို့လိုတယ်ဆိုတာကိုကျွန်တော်နားလည်ဖြစ်ပါတယ်လို့ဒါကြောင့်မို့အဲ့လိုမျိုးတော့စိတ်နူးညံ့သိမ်မွေ့ခြင်းဟာခရစ်တော်ရဲ့ပုံသဏ္ဍာန်ကိုပေါ်လွင်စေတာပဲဖြစ်တယ်ဒါကြောင့်မို့ဂလာတိ5:20-23မှာအဓိကနော်ဝိညာဉ်ပဂရိစိတ်ဆိုတာကခရစ်တော်ရဲ့စိတ်ကိုပြောတာဖြစ်တယ်ချစ်ခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်စေခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောက်ခြင်းနူးညံ့သိမ်မွေ့ခြင်းကမကုံချုပ်တည်ခြင်းဆိုတဲ့ဒီစိတ်တွေကခရစ်တော်ရဲ့စိတ်တဘောပဲဖြစ်တယ်ဒါကြောင့်မို့ဝိညာဉ်ပဂရိအကျိုးခံစားဖို့ဆိုရင်အဓိကကောင်းသောအကျင့်နဲ့ကျွန်တော်အသက်တာသက်ဆင်ဖို့ပဲဖြစ်တယ်။ကြောင့်ယုံကြည်သူမှာအကျင့်ရှိတယ်။ယုံကြည်သူရဲ့အကျင့်ကကောင်းသောအကျင့်။ကောင်းသောအကျင့်ဆိုတဲ့အရာကသန့်စင်သောဝိညာဉ်တော်ဖျားရဲ့အုပ်စုဥဆောင်မှုအောက်မှာဝိညာဉ်တော်မုတ်သွင်းတဲ့နှုတ်ပတ်တော်တမန်တရားဖျားစကားကိုခံယူနှလုံးသွင်းခြင်းပဲဖြစ်တယ်။ဒါကြောင့်မို့ဝိညာဉ်တော်ကအုပ်စုပြီးနှုတ်ပတ်တော်တမန်တရားအဖြစ်ကိုယ်အသွင်လုံးတောက်ကိုပြုပြင်ပေးတဲ့အပေါ်မှာသူကဖျားနှုတ်ပတ်တော်ခံယူခံတဲ့အခါမှာတဖြည်းဖြည်းနဲ့နော်ကိုယ့်ရဲ့အသက်တာဟာဝိညာဉ်ပဂရိအကျိုးတွေခံစားလာမှာဖြစ်တယ်ဝိညာဉ်ပဂရိအကျိုးတွေကဝိညာဉ်အတိကိုလုံးပဲဖြစ်တယ်အဲ့ဒီအဖြစ်ခရစ်တော်ရဲ့ပုံသဏ္ဍာန်ကတဖြည်းဖြည်းနဲ့ပုံနေလာမှာဖြစ်တယ်ဒါ
ဒါကြောင့်ဘာကြောင့်စိတ်နူးညံ့သိမ်မွေ့ဖို့လိုလဲဆိုရင်ဖခင်ရဲ့ကြည်ပြုခြင်းခံရဖို့ဖခင်ရဲ့စကားတော်ခံယူနိုင်ဖို့ခရစ်တော်ရဲ့ပုံတံပေါ်လွင်လာဖို့ဖြစ်တယ်ဆိုတာကိုတော့နားလည်ရတာဖြစ်ပါလေတော့ဒါကြောင့်မို့ဘယ်လိုစိတ်နူးညံ့သိမ်ကိုလုပ်မလဲကျွန်တော်တို့စိတ်နူးညံ့သိမ်ကိုဘယ်လိုလုပ်မလဲလို့ကြည့်တဲ့အခါမှာဆာလံ19ခုနှစ်မှာအဓိကထာဝရဘုရားရဲ့တရားတော်ကိုအမြဲတမ်းခံယူဖြစ်တယ်ဒါဒီမှာရှိတဲ့ MBSC မှာရှိတဲ့ဆရာမဘုရားခင်သားမီးတွေဟာအမြဲတမ်းဘုရားကိုချစ်ပြီးဘုရားနှုတ်ပတ်တော်ခံယူနေတာဖြစ်တဲ့အတွက်မကြခင်မှာစိတ်တွေကနူးညံ့သိမ်မွေ့လာမှာပဲဖြစ်တယ်အဲ့ဒီနူးညံ့သိမ်မွေ့ခြင်းအဖြစ်နဲ့ဂတိတော်ကျိုးတွေကရရှိသွားမှာဖြစ်တယ်တော့စိတ်နူးညံ့ဘယ်လိုလုပ်မလဲဆိုရင်အဓိကထာဝရဘုရားတရားတော်ကိုခံမှုပဲဖြစ်တယ်တော့ထာဝရဘုရားတရားတော်ကစုံလင်သည်ဖြစ်၍တဲ့စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏လို့ဖော်ပြထားတယ်ဒါကြောင့်မို့အဓိကစိတ်ဝိညာဉ်ကိုပြုပြင်ပေးတဲ့အရာကထာဝရဘုရားရဲ့တရားတော်ပဲဖြစ်တယ်တော့ထာဝရဘုရားတရားတော်ကိုနှလုံးသွင်းရင်တော့တဖြည်းဖြည်းနဲ့စိတ်တရားနူးညံ့သိမ်မွေ့လာမှာပဲဖြစ်တယ်ပြီးတော့တစ်ပေတစ်23ထဲမှာဘာဖော်ပြထားလဲဆိုရင်ခံယူတဲ့အခါမှာစိတ်ထဲကနေနားထောင်မှုပဲဖြစ်တယ်ဒါကြောင့်မို့ဖျားခင်နှုတ်ပတ်တော်အဖြစ်ဖြစ်ပွားတော့ကြောင်းတော့အဓိကအရေးကြီးတဲ့အရာကကိုကဘာနဲ့ဖြစ်ပွားတယ်လဲဒါအဓိကအရေးကြီးတယ်ဖျားခင်နှုတ်ပတ်တော်တမန်တရားအဖြစ်တကယ်ဖြစ်ပွားထားတဲ့သူရဲ့အသက်တာလက္ခဏာကြည့်တဲ့အခါမှာသူကညီကိုတွေကိုချစ်အောင်မဆောင်ချင်ဘူးဟန်ဆောင်မချစ်ချင်ဘူးဒါသူ့ရဲ့အသက်တာရဲ့တတ်သိပဲဖြစ်တယ်အဓိကနှုတ်ပတ်တော်ဆိုတဲ့သခင်ယေရှုနဲ့ဖြစ်ပွားထားတဲ့ဖျားသားမီးဆိုရင်သူကညီကိုတွေကိုချစ်အောင်မဆောင်ချင်ဘူးသူကအမှန်ပဲချစ်ချင်တာသူကအမှန်ပဲချစ်ချင်တဲ့အတွက်သူရဲ့အသက်တာဘာလုပ်တယ်ဆိုရင်တမန်တရားကိုစိတ်ထဲမှာနားထောင်တာတမန်တရားကိုစိတ်ထဲမှာနားထောင်ခြင်းအပြင်စိတ်နှလုံးတွေကဆင်ကျဲလာတယ်အဲ့တော့စင်ကြယ်တဲ့စိတ်ရှိလာတဲ့အခါမှာအာကြီးတဲ့ချစ်ချင်းမေတ္တာရှိလာဆိုတာတွေ့ရတယ်။ဒါကြောင့်မို့အဓိကကစိတ်ထဲမှာတမန်တရားကိုနားထောင်ဖို့ဒါအဓိကအရေးကြီးတယ်။အဲ့ဒီအပြင်စိတ်နှလုံးစင်ကြယ်မယ်။စင်ကြယ်တဲ့စိတ်ရှိတဲ့အခါမှာအချင်းချင်းအာကြီးတဲ့ချစ်ချင်းမေတ္တာရှိလာမှာဖြစ်တယ်။အဲ့တော့စိတ်နှလုံးနားထောင်တဲ့အခါမှာစိတ်နှလုံးတွေကလည်းနူးညံ့သိမ်မွေ့လာမှာပဲဖြစ်တယ်။ပြီးတော့ယောမ12မှာကြတော့စိတ်နူးညံ့သိမ်မွေ့ဘယ်လိုလုပ်ပေးမလဲဆိုရင်ဝိညာဉ်တော်ကလှုပ်ပေးသွားမှာပဲဖြစ်တယ်။ဒါကြောင့်မို့သင်တို့ဒီလောကီပုံနာမဆောင်နဲ့လောကီပုံနာလို့ပြောရင်ဇာတိပဂတိစိတ်နဲ့အသက်ရှင်နေတဲ့သူတွေပြောတာဖြစ်တယ်။တော့ဖျားခင်သားမီးတွေကလောကီပုံနာဆိုတဲ့လောကသားတွေလိုမျိုးစိတ်ကြမ်းကိုကြမ်းအပျော်ကြမ်းအပြုတ်မှုကြမ်းတဲ့သူတွေမဟုတ်ဘူး။ဘာကြောင့်ဆိုဝိညာဉ်တော်ကလည်းနူးညံ့သိမ်မွေ့တယ်။ဖျားခင်ကလည်းနူးညံ့သိမ်မွေ့တယ်ဒါကြောင့်မို့ကျွန်တော်တို့ကနူးညံ့သိမ်မွေ့တဲ့အသက်တာရှိဖို့အတွက်အဓိကစိတ်နှလုံးအသက်ပြင်ဆင်ဖို့ပဲဖြစ်တယ်။ဒါကျွန်တော်အမြဲတမ်းလေ့လာနေပြီးဖြစ်တယ်။စိတ်နှလုံးအသက်ကိုကိုယ့်ဘောက်ကိုပြင်ဆင်လို့တည်းမရအောင်။ဘာကြောင့်လဲဆိုလို့ရှိရင်စိတ်နှလုံးကိုဖျားခင်ဖန်ဆင်းထားတာပဲဖြစ်တယ်။ဒါကြောင့်မို့စိတ်နှလုံးအသက်ကိုပြင်ဆင်ဖို့ဆိုရင်ကျွန်တော်တို့ကယုံကြည်ခြင်းပဲဖြစ်တယ်။ဒီနေ့သခင်ယေရှုရဲ့ဧဝံဂေလိတင်စကားကိုကြားပြီးသခင်ယေရှုကိုယုံကြည်လက်ခံနိုင်ခြင်းအပြင်ဖျားခင်သားဖြစ်သွားပြီ။ဖျားသားဖြစ်တဲ့အခါမှာလာတိ4:6မှာအဖဖလို့ခေါ်တတ်တဲ့သားတို့ရဲ့ဝိညာဉ်ကိုဖျားခင်ကကိုယ်စိတ်နှလုံးထဲကိုဆေလွတ်ပေးလိုက်ပြီဖြစ်တယ်။အဲ့တော့တန်ဆင်တော်ဝိညာဉ်တော်ကိုယ်စိတ်နှလုံးထဲကိုဝင်ရောက်လာပြီးဆိုရင်လောကီဝိညာဉ်ကထွက်ရတာဖြစ်တယ်။လောကီဝိညာဉ်ဆိုတဲ့စာတမဏတ်ကြတော့စိတ်ကြမ်းကိုချမ်းဇာတိပဂရိစိတ်တွေကိုသူကဖြစ်ပွားစေတာဖြစ်တယ်။ဒါကြောင့်မို့စိတ်လုံးအဟောင်းဆိုတာကလောကီဝိညာဉ်ကျင်းဝင်တာစိတ်လုံးအသစ်ဆိုတာကတန်ဆင်တော်ဝိညာဉ်တော်ကျင်းဝင်တာဒါကြောင့်မို့စိတ်လုံးအသစ်ဖြစ်ဖို့ကအင်္ဂလိပ်ဒင်းစကားကြားပြီးတခင်ယေရှုယုံကြည်ခြင်းအပြင်ဝိညာဉ်တော်ကျင်းဝင်တဲ့စိတ်လုံးဟာစိတ်လုံးအသစ်ပဲဖြစ်သွားတယ်။ဒါဖျားပဲပြင်ဆင်ပေးတာဖြစ်တယ်။ပြီးတော့စိတ်လုံးအသစ်ဖြစ်ပြီးဆိုရင်သိနိုင်ပြီဖြစ်တယ်
တော့သင်ပေးမှာဘယ်လိုလဲဆိုရင်တန်ဆင်တော်ဝိညာဉ်တော်ကသင်ပေးမှာဖြစ်တယ်ဒါကြောင့်တန်ဆင်တော်ဝိညာဉ်တော်ကဖျားခင်အလိုတော်ရှိတဲ့ကောင်းမြတ်တဲ့အရာကိုသင်ပေးမှာဖြစ်တယ်အဲ့ဒါကဘာနဲ့သင်ပေးမယ်ဆိုရင်နှုတ်ကပတ်တော်နဲ့သင်ပေးမှာဖြစ်တယ်နှုတ်ကပတ်တော်မှာပါတဲ့ဖျားခင်အလိုတော်ရှိတဲ့ကောင်းမြတ်တဲ့အရာဝိညာဉ်တော်ကသင်ပေးမယ်ကိုကသင်နိုင်တဲ့နော်စိတ်နှုတ်အသက်ကလည်းရရှိပြီးဖြစ်တဲ့အတွက်ကိုကအချိန်ပြီးသင်ယူဖြစ်တယ်အခု MBS ရှိပါနော်သင်ယူနေလို့သင်ယူနှလုံးသွင်းနေဖို့ဖြစ်တယ်အဲ့ဒီအဖြစ်ဖျားခင်အလိုတော်ရှိတဲ့ကောင်းမြတ်တဲ့အရာသင်ယူပြီးကိုယ်နှလုံးသားထဲမှာဖျားရဲ့ကောင်းမြတ်တဲ့အရာတွေရှိလာရင်နှလုံးသားအပြည့်ရှိတဲ့တိုင်သူကကောင်းမြတ်တဲ့အရာကြည့်မယ်ကောင်းမြတ်တဲ့အရာနားထောင်မယ်ကောင်းမြတ်တဲ့အရာကိုပြောမယ်ကောင်းမြတ်တဲ့နှလုံးသားနဲ့သူကသွားလာလောက်ကင်မှာဖြစ်တယ်အဲ့ဒီအဖြစ်ကောင်းမြတ်တဲ့ဖျားရဲ့ဘုံကိုထင်ရှားစီပြီးဖျားပုံနှံပေါ်နေလာမှာဖြစ်တယ်ပြီးတော့တန်ဆင်တော်ဝိညာဉ်တော်ကဖျားခင်အလိုတော်ရှိတဲ့နှစ်သက်ဖွယ်အရာတွေသင်ပေးမှာဖြစ်တယ်အဲ့ဒီနှစ်သက်ဖွယ်အရာတွေခံယူတဲ့အခါမှာကိုယ်နှလုံးသားကနှစ်သက်ဖွယ်အရာနဲ့ပြည့်ရင်ကိုကြည်တာတွေနားထောင်တာတွေပြောတာတွေဟာနှစ်သက်ဖွယ်ကောင်းတဲ့အရာတွေပဲဖြစ်လာမှာဖြစ်တယ်အဲ့ဒီအပြင်ဖျားပုံနှံပေါ်နေလာမယ်ပြီးရခါမှာတန်ဆင်တော်ဝိညာဉ်တော်ကဖျားခင်အလိုတော်ရှိတဲ့စုံနေတဲ့အရာတွေကိုသင်ပေးမှာပဲဖြစ်တယ်အဲ့ဒီအပြင်ကိုယ့်ရဲ့နှလုံးသားစုံနေလာမှာဖြစ်တယ်စုံနေတဲ့နှလုံးသားရှိတဲ့အခါမှာတော့ဖျားပုံနှံပေါ်နေလာပြီးတော့ကိုယ့်ရဲ့အသက်တာအဖြစ်တခြားလူတွေအသက်တာတွေလည်းပြောင်းလဲသွားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့စိတ်နူးညံ့သင်ဝင်အောင်လုပ်ဖို့အရာကတရားတော်ကိုကျွန်တော်တို့ကခံယူဖို့တရားတော်ကိုစိတ်လုံးထဲကနားထောင်ဖို့အဲ့ဒီတည်းမှာဝိညာဉ်တော်ရဲ့သင်ကြားပေးမဲ့အရာကိုလည်းကျွန်တော်ခံယူဖို့ပဲဖြစ်တယ်တော့မနေ့အိယာထားခါမှာပါအနည်းဆုံးနိုင်ဝက်လောက်ခံယူမယ်ဆိုလို့ရှိရင်တော့အဖြစ်ဖြစ်နဲ့ကိုယ့်ရဲ့စိတ်တွေဟာဝိညာဉ်ပဂတိစိတ်တွေပြည့်ဝလာမှာဖြစ်တယ်နူးညံ့သင်ဝင်တဲ့စိတ်တွေနဲ့ပြည့်ဝလာမှာဖြစ်တယ်ပြီးတော့စိတ်နူးညံ့သင်ဝင်ခြင်းအပြင်ဘာကြိုးရရှိမလဲလို့ကြည့်တဲ့အခါမှာအဓိကပြည်တော်ကိုအငွေခံရကြလက်တံအဓိကနော်ဖျားရဲ့စိတ်တဘောရှိသွားတဲ့သူတွေဟာဖျားရဲ့နိုင်ငံတော်ပြည်တော်ကိုသူတို့အမွေခံရပြီဆိုတော့ကိုတော့နားလည်ဖို့ဖြစ်တယ်ပြီးတော့မဿဲ7:29မှာစိတ်နှုံးကတတ်တာလာမှာဖြစ်တယ်စိတ်နူးညံ့သိမ်ဝိနှိမ့်ချတဲ့လူကတတ်တာခက်ထံမာကြောတဲ့လူကတတ်တာခြင်းမရှိပူလောင်နေဆိုတာတွေ့ရတယ်တော့စိတ်ခက်ထံမာကြောတဲ့လူနဲ့နော်စကားပြောရင်ကိုယ်လည်းပူလောင်တယ်ဘာကြောင့်ဆိုသူလည်းပူလောင်နေတာခက်ထံမာကြောတဲ့လူကပူလောင်တာပဲတော့ပြန်ပေါ်ကြည့်မယ်ဆိုရှင်ခြေပြားထောက်ပြီးတော့နေတဲ့လူတူကြည့်မယ်ဆိုရင်သူခြေပြားထောက်ရင်ကြာသူမထောက်နိုင်သူတဖြည်းဖြည်းနဲ့သူလည်းပူလောင်လာတယ်ပင်ပန်းလာတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မာနထောင်တာခက်ထန်တဲ့လူရဲ့အသက်တာငြိမ်သက်မှုမရှိဘူးတက်တာခြင်းမရှိဘူးပူလောင်ခြင်းတွေရှိတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့ခြေပြားမထောက်ဘဲနဲ့ခြေပုံမှန်တိုင်းပဲရက်မယ်ဆိုရင်သူကတက်တာခြင်းရှိတယ်ငြိမ်သက်ခြင်းရှိတယ်သူ့အသက်တာမှာနော်ကြာရှည်စွာနဲ့သူအသက်တာပွာလာနိုင်တယ်ဆိုတော့လေနားလည်ရတာဖြစ်တယ်တော့စိတ်နူးညံ့သိမ်မွေ့ခြင်းအပြင်ဘာကြွရဆိုရင်တက်တာခြင်းရရှိတာဖြစ်တယ်ပြီးတော့အဲ့ဒီစိတ်နူးညံ့သိမ်မွေ့တဲ့သူတော့တစ်ပေခန်းကြီးအခန်းငယ်9မှာဖျားခင်ကျေးဇူးပြုတယ်ဆိုတာတွေ့ရတယ်အဓိကဖျားရဲ့နှုတ်ပတ်တော်တိုင်းနော်စိတ်နူးညံ့သိမ်မွေ့နှိမ့်ချခြင်းနဲ့သွားပြီးဆိုရင်တော့ဒါဖျားစကားနာခံတဲ့အတွက်ဖျားခင်ကျေးဇူးပြုခြင်းကိုဆက်လက်ခံစားမှာဖြစ်တယ်ပြီးတော့ဂလာတိ4:19မှာနော်အဲ့လိုမျိုးစိတ်နူးညံ့သိမ်မွေ့နဲ့နော်သူရဲ့အသက်တာကြည့်တဲ့အခါမှာခရစ်တော်တည်နေတယ်ဆိုတဲ့အသက်တာပဲ။ဘာကြောင့်ဆိုခရစ်တော်ရဲ့စိတ်တော်ရှိနေခြင်းဟာခရစ်တော်သူ့ရဲ့အသက်တာမှာအုပ်စိုးနေတယ်။ခရစ်တော်သူ့ရဲ့အသက်တာမှာတည်နေတယ်ဆိုတဲ့နော်သက်သေပဲဖြစ်တယ်။ဒါကြောင့်မို့စိတ်နူးညံ့သိမ်မွေ့ခြင်းအဖြစ်ကျွန်တော်တို့ဘာကျိုးတွေရရှိတယ်ဆိုတာကိုကျွန်တော်သိစေဖို့ဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ကျမ်းစာထဲမှာစိတ်နူးညံ့သိမ်မွေ့တဲ့သူတွေအကြောင်းကိုဖော်ပြထားတယ်။တော့ကျမ်းစာထဲမှာစိတ်နူးညံ့သိမ်မွေ့တဲ့သူတွေကြည့်တဲ့အခါမှာမောရှေတောလျာကျမ်း7:3မှာနော်မောရှေဟာတဲ့မြေကြီးပေါ်မှာရှိနေတဲ့သူပေါင်းတို့ထက်နူးညံ့သိမ်မွေ့တဲ့စိတ်တော်ရှိတယ်ဆိုပြီးတော့မှဖျားခင်ကိုယ်တော်တိုင်ချီးမွမ်းတယ်ဆိုတာတွေ့ရတယ်
ဒါကြောင့်မောရှိကစိတ်နူးညံ့သိမ်မွေ့တဲ့အရာပြန်ကြည့်တဲ့အခါမှာနော်သူ့ရဲ့အမတွေသူ့အကိုတွေနော်သူ့အမှားယွင်းရှိတဲ့အခါမှာသူ့ကဲ့ရဲ့တဲ့ပြစ်တင်နေအပြစ်ပြောရဲဆိုတာတွေ့ရတယ်ဒါပေမဲ့သူကဘာဖြစ်တယ်ပြန်လေပြီးတော့မှနော်မောရှိကနော်ပြန်ပြီးနော်မတုတ်ပြောင်ဆိုတာတွေ့ရတယ်သူ့ကဲ့ရဲ့ပြစ်တင်တဲ့အရာအလုံးကိုသူကဖျားခင်ထံပဲပြန်အနံ့တယ်ဆိုတာတွေ့ရတယ်နောက်ပိုင်းမှာဖျားခင်ရွေးကောက်ထားတဲ့ဗိသိက်ပေးထားတဲ့အဲ့ဒီနူးညံ့သိမ်မွေးတဲ့မောရှိကိုကဲ့ရဲ့ပြစ်တင်တဲ့အခါမှာဖျားခင်ကနော်မခံဘူးဆိုတာလည်းတွေ့ရတယ်အဲ့အပြင်သူ့ကဲ့ရဲ့ပြစ်တင်တဲ့သူ့အမနော်အန်ကြည့်မစို့နူနာဆွဲတဲ့အခါမှာနော်ဆိုနော်မောရှိပဲဖျားမျက်မှောက်တော်တူးဝင်ပြီးတော့မှသူ့အမရဲ့အနာရောဂါအတွက်သူတောင်းပန်တယ်ဆိုတာတွေ့ရတယ်နောက်ပိုင်းမှာအဲ့ဒီသူ့ရဲ့အမအတွက်သူဆွတောင်းတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မို့မောရှိရဲ့အသက်တာကနူးညံ့သိမ်မွေ့တယ်ဆိုတဲ့အရာကသူ့ကိုအပြစ်ပြောတဲ့လူတွေသူ့ဝေဖန်တဲ့လူတွေသူ့ကဲ့ရဲ့တဲ့သူတွေကိုသူပြန်လဲပြီးကဲ့ရဲ့ခြင်းဝေဖန်ခြင်းရန်လုပ်ခြင်းသူမလုပ်ဆိုတာတွေ့ရတယ်သူဖျားစင်စီပဲသူအနံ့ဆိုတာတွေ့ရတယ်အဲ့တိုင်ပဲပြန်ဝင်ကြည့်မယ်ဆိုရှင်တော့ခန္ဓာပြည်ကိုသွားဆုံစမ်းတဲ့လူတွေ12ယောက်ပြန်လာတယ်ပြန်လာတဲ့အခါ10ယောက်ကနော်သူ့ကဲ့ရဲ့ပြစ်တင်အပြစ်ပြောတဲ့အခါမှာလဲသူဒူးထောက်ပြီးတော့မှနော်နှိမ့်ချစွာပဲနေတယ်ဆိုတာတွေ့ရတယ်ငါမင်းတို့ကိုအီဂျစ်ပြည်ခေါ်လာတာအခုနော်နုနဲ့ပြားရှိတဲ့ပြည်တော်မှရောက်တော့မယ်မင်းတို့သွားပြီးတော့ကြည့်ပြီးတဲ့အခါမှာနော်ငေါ့တဲ့ဂျေဇုမတင်နဲ့ငေါ့ကဲ့ရဲ့တဲ့ပြစ်တင်နဲ့အပြစ်လုပ်တယ်ဆိုပြီးတော့မှသူပြန်ပြီးတော့ရံမတူဆိုတာတွေ့ရတယ်ဒါကြောင့်မို့နူးညံ့သိမ်မွေ့တဲ့သူကသူကောင်းဆုံးလုပ်တယ်သူ့အစိုးမြင်တယ်ဝေဖန်တယ်ကဲ့ရဲ့တယ်ပြစ်တင်ပေမဲ့အဲ့ဒီဟာအားလုံးကိုတော့ဖျားလက်ပဲအပ်တယ်ဆိုတာတွေ့ရတယ်အဲ့ဒီလူတွေအတွက်ဆုတောင်းပေးဆိုတာတွေ့ရတယ်ဒါကြောင့်မို့မောရှိရဲ့အသက်တာဟာနော်နူးညံ့သိမ်မွေ့တယ်ဆိုတာကိုလည်းဖျားချီးမွမ်းနေဆိုတာတွေ့ရတယ်ပြီးတော့ဒါဝိဒ်ရဲ့အသက်တာလေးကြည့်တဲ့အခါမှာဓမ္မရာဇဝင်ပထမစာဆောင်ခန်းကြီး24အခန်းငယ်6မှာနော်သူ့ကိုအမြဲတမ်းလိုက်တက်နေတဲ့ဆောလုဘုရင်သူပြန်တက်လို့ရတယ်ပြန်တက်လို့ရပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူမတက်ဘူးဆိုတာတွေ့ရတယ်မတက်ပေနဲ့ဘုရားခင်ဗိသိက်ပေးထားတဲ့သူလည်းနဲ့မထိဘူးဆိုတော့သူအဲ့ဒီအရာလေနူးညံ့သိမ်မွေ့တဲ့စိတ်တဘောပဲဖြစ်တယ်ဘာလို့ဆိုတော့ခက်တံမှာကြောတဲ့စိတ်ဆိုလို့ရှိရင်တော့ငါ့ကိုဒီလောက်တော့မှဒုက္ခရောက်အောင်လုပ်တာငါထွက်ပြေးနေရတာငါ့ကိုမိတောက်ဖို့တော့လုပ်နေတာအဲ့တော့ဒီချိန်တော့ငါအပိုင်ပဲငါအပြတ်ကိုတပ်လိုက်မယ်ဆိုတဲ့ဒါစိတ်မျိုးသူမရှိဘူးဆိုတာတွေ့ရတယ်ဒါကလေဒါဝိရဲ့အသက်တာနူးညံ့သိမ်မွေ့တဲ့စိတ်မျိုးရှိတယ်ဆိုတာတွေ့ရတယ်ပြီးတော့တခင်ယေရှုရဲ့အသက်တာကြည့်တဲ့အခါမှာလေတခင်ဆိုကနူးညံ့သိမ်မွေ့နေချတဲ့စိတ်တော်ရှိဆိုတာတွေ့ရတယ်တော့နောက်ဆုံးလက်ဝါးကားတိုင်မှာနော်တခင်ယေရှုအသေးခံတဲ့အခါမှာတခင်ယေရှုကနူးညံ့သိမ်မွေ့တဲ့စိတ်ရှိတဲ့အတွက်သူတို့မသိလို့လုံးမိတဲ့အပြစ်တွေအတွက်ခွင့်လွှတ်တော်မူပါဆိုပြီးတော့မှသူ့လက်ဝါးကားတဲ့တင်တဲ့သူတွေအားလုံးအတွက်သူဆုတောင်းပေးတယ်ဆိုတာတွေ့ရတယ်ဒါကနူးညံ့သိမ်မွေ့နေချတဲ့စိတ်တဘောကိုတခင်ယေရှုကပြသသွားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာမှာနော်စိတ်ခက်တံပြီးမာနထောင်လွှာတဲ့သူနဲ့စိတ်နူးညံ့သိမ်မွေ့နေချတော်သူတွေရဲ့ခြားနာခြင်းလေးတွေကိုကျွန်တော်ကြည့်တဲ့အခါမှာတမန်တရားကိုကြားတဲ့အခါမှာဆိုတော့အခုနှုတ်ပတ်တော်တမန်တရားဖျားစကားကိုကြားတဲ့အခါမှာစိတ်ခက်ထန်ပြီးတော့မာနထောင်လွှာတဲ့သူကဒီနှုတ်ပတ်တော်ငါသိပြီးသားဆိုပြီးတော့ခံယူပြီးတော့မှသူနှလုံးသွင်းဒါကြောင့်ပြန်ကြည့်တဲ့အခါမှာပါရိစေကျမ်းစာပုဂ္ဂိုလ်တွေရဲ့အသက်တာကြည့်တဲ့အခါမှာတခင်ယေရှုရဲ့နော်နှုတ်ပတ်တော်တမန်တရားတွေသူတို့ကြားနေရတာပဲဒါမဲ့ဘာဖြစ်လဲသူတို့ခံယူနှလုံးသွင်းခြင်းမရှိဘူးဆိုတာတွေ့ရတယ်အဲ့ဒီအပြင်သူတို့အသက်တာတွေဟာနော်သုံးညစ်တဲ့အသက်တာရှိဆိုတာတွေ့ရတယ်ဒါကြောင့်မို့လဲတခင်ယေရှုလူတော်ကနော်လူစားတိခံပြီးအသက်တာသက်ဆင့်တဲ့ခံမှာလဲသူ့နောက်ကိုလိုက်နေတဲ့တပည့်တော်တွေရှိတယ်သူဟောပြောတဲ့အခါမှာနော်တပည့်တော်တချို့ကနှလုံးမသွင်းဆိုတာတွေ့ရတယ်အဲ့ခါမှာတခင်ယေရှုပါပြောတယ်ဆိုတာမင်းတို့စိတ်လုံးကမိုက်မေးတယ်တဲ့ဘာကြောက်တယ်ဆိုရင်ငါ့စကားကိုနှလုံးမသွင်းလို့ပဲလို့ဖော်ပြထားတယ်ဒါကြောင့်ဖခင်ရဲ့စကားကိုနှလုံးမသွင်းတဲ့သူတွေရဲ့စိတ်လုံးကမိုက်မေးတယ်ဆိုတာဖော်တခင်ယေရှုကိုယ်တိုင်ပြောဆိုတာတွေ့ရတယ်ဒါကြောင့်မို့
နော်တမန်တရားစကားကိုကြားတယ်တမန်တရားရဲ့အရှင်သခင်တခင်စုကိုယ်တော်တိုင်ပြောတဲ့စကားဖြစ်တယ်ဒါပေမဲ့ဖာရိရှဲကျမ်းစာပုဂ္ဂိုလ်တွေကတော့ခက်တံမှာကြောတဲ့နှလုံးသားမာနထောင်လွှားတဲ့နှလုံးသားရှိတဲ့အခါမှာသူတို့ခံယူနှလုံးမသွင်းဘူးဆိုတာတွေ့ရတယ်မခံယူဘူးနှလုံးမသွင်းဆိုတာတွေ့ရတယ်ဒါပေမဲ့စိတ်နူးညံ့တင်ဝေးတဲ့သူကတော့နှလုံးသွင်းပြီးနာခံလဲဆောက်တယ်ဆိုတာတွေ့ရတယ်အဲ့ဒီအပြင်သူတို့ရဲ့စိတ်နှလုံးတွေဟာပြောင်းလဲမှုတွေရှိလာတယ်ဂတိတော်ကျိုးတွေရရှိသွားတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မို့စိတ်ခက်တာမာနထောင်လွှားတဲ့သူနဲ့စိတ်နူးညံ့တင်ဝေးတဲ့သူရဲ့အသက်တာတော့ဖျားနှုတ်ပတ်တော်ခံယူခံတဲ့အခါမှာအသက်တာပြောင်းလဲတယ်ဆိုတဲ့သူတွေကစိတ်နူးညံ့တင်ဝေးနေတဲ့သူတွေဖြစ်တယ်သူတို့ကနေချတဲ့စိတ်နဲ့ခံယူနှလုံးသွင်းနဲ့နာခံတဲ့ဆောက်တဲ့အခါမှာသူအသက်တာတွေကပြောင်းလဲသွားဆိုတာတွေ့ရတယ်ဖာရိရှဲတို့ကတော့မဟုတ်ဘူးသခင်ယေရှုဟောတာပြောတဲ့တော့လိုက်နာထောင်တယ်ဝေဖန်ဖို့ကဲ့ရဲ့ဖို့ပြစ်တင်ဖို့ဒါတွေနဲ့သူကလိုက်နာထောင်တာသူကဝေဖန်ခြင်းနဲ့ကဲ့ရဲ့ခြင်းနဲ့ပြစ်တင်ခြင်းနဲ့အဲ့ဒါကြောင့်ဖာရိရှဲဒီကိုသခင်ယေရှုပါပြောတယ်ဆိုရင်မင်းတို့ဟာတဲ့ထုံးဖြူတုတ်ထားတဲ့အုတ်ကူပါပဲအပေါ်မှာတော့ဖြူဖွေးနေတယ်ဒါမင်းတို့နှလုံးသားတွေကတော့ဒီညှဉ်းညူးတဲ့နှလုံးသားတွေခုနကမတန့်ရှင်းတဲ့မကောင်းတဲ့နှလုံးသားတွေပဲဆိုပြီးတော့မှတခင်စုသူတို့တုံ့တင်တဲ့ဆိုလည်းတွေ့ရတယ်ပြီးတော့စိတ်ခက်တာမှာနားထောင်လာတဲ့သူနဲ့နူးညံ့တင်ဝေးတဲ့သူကြည့်တဲ့အခါမှာအောင်မြင်မှုရလာတဲ့အခါမှာစိတ်ခက်တာမာနထောင်လာတဲ့သူကငါတော်လို့ငါလုံနိုင်တာဆိုပြီးတော့မှသူ့သူဂုံယူတယ်ဆိုတာတွေ့ရတယ်သူ့သူထင်ပေါ်လုပ်တယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့စိတ်နူးညံ့တင်ဝင်နေချတဲ့သူကအောင်မြင်မှုတွေရလာတဲ့အခါမှာဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဆိုပြီးတော့မှတက်တည်ခံဆိုတာတွေ့ရတယ်သူဘာမှမလုပ်နိုင်ပါဘူးဖခင်ကျေးဇူးပြုလို့တာအခုလိုအောင်မြင်တာပါဖခင်ကျေးဇူးပြုလို့တာအခုလိုလှုပ်ဆောင်နေတာပါဆိုပြီးတော့မှသူကအမြဲတမ်းအောင်မြင်မှုတွေရှိတဲ့အခါမှာဖခင်ရဲ့ကျေးဇူးပြုခြင်းတွေဖခင်ရဲ့ကျေးဇူးတော်ကိုသူတက်တည်ခံဆိုတာတွေ့ရတယ်ပြီးတော့အပြစ်တင်ခံတဲ့အခါမှာစိတ်ခက်တာမာကျော်မနထောင်လွှားတဲ့သူကငါမမားဘူးဆိုအမြဲတမ်းတုတ်ပြန်တယ်အပြစ်တင်ခံတဲ့အခါမှာငါ့ဘာကြောင့်အပြစ်တင်ရတာလဲငါမမားဘူးငါအကောင်းဆုံးလုပ်ထားတာဆိုပြီးတော့မှတုတ်ပြန်ဆိုတာတွေ့ရတယ်ဒါပေမဲ့စိတ်နူးညံ့တင်ဝေးတဲ့သူကတော့အပြစ်တင်ခံတဲ့အခါမှာငါအကောင်းဆုံးလုပ်ရတာနဲ့ပြစ်တင်ခံထိတယ်ဒါကဖျားခင်ငါ့ကိုဘာသင်ပေးချင်တာလဲငါအသက်တာအတွက်ဘာသင်ခန်းစာယူဖို့လဲဆိုပြီးတော့မှသူကအပြစ်တင်ခံတဲ့အခါမှာသူကသင်ခန်းစာယူဖို့ပဲစဉ်းစားတယ်ဒီဟာငါအတွက်ဘာသင်ခန်းစာလဲဖျားခင်ငါ့ကိုဘာလူမျိုးသင်ပေးမှလဲဆိုတော့စဉ်းစားရဆိုတွေ့ရတယ်ပြီးတော့ပြဿနာတွေဖြစ်လာတဲ့အခါမှာစိတ်ခက်ထန်ပြီးမာနထောင်လွှဲတဲ့သူကဒီပြဿနာတွေမှာသူအနိုင်ယူဖို့အတွက်ပဲစဉ်းစားတယ်ပြဿနာတွေဖြစ်တယ်သူကအနိုင်ယူဖို့ပဲသူကဒါတွေစဉ်းစားဆိုတွေ့ရတယ်ဒါပေမဲ့စိတ်နူးညံ့တင်ဝေးတဲ့သူကပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာအချင်းချင်းပြန်လေတင်မြတ်ဖို့အတွက်ပဲစဉ်းစားဆိုတွေ့ရတယ်ပြဿနာဖြစ်တဲ့အခါမှာသူမှားတာရှိမယ်ကိုမှားတာရှိမယ်ဒါမှမဟုတ်ဒီပြဿနာဖြစ်လာတဲ့အခါမှာနှစ်ဖက်လုံးမှားတာလည်းရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာမှအနိုင်ယူဖို့အတွက်ပြန်လည်သိမြဖို့အတွက်ပဲစဉ်းစားပြီးပြဿနာကိုပြင်ရအောင်လုပ်တယ်ဆိုတာတွေ့ရတယ်ဒါတော့စိတ်နူးညံ့သင်ဝင်နေချတဲ့သူရဲ့အသက်တာဖြစ်တယ်ဆိုတာလို့ဖြစ်ပါတယ်လို့ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့သင်ခန်းစာတစ်လုံးနဲ့ပဲကျွန်တော်တို့ရက်နားလဲမှာဖြစ်ပါတယ်လို့ဒီမှာရှိတဲ့ဆရာဆရာမတွေဒီအရာနဲ့ပတ်သက်ပြီးမေးခွန်းမေးစာဆင့်တယ်မေးလို့ရတော့เนาะဟုတ်ကဲ့အခုမှဒီလိုမျိုးခရိယန်အသက်တာမင်္ဂလာတရား၈ပါးနဲ့အရှင်းပြပေးတာကျေးဇူးအများကြီးလည်းတင်ပါတယ်လို့ပြီးတော့အခုမှလည်းကြားဦးတယ်ဘာလို့လဲဆိုတော့မင်္ဂလာတရားလို့ပြောရင်ဒီခရိယန်အတိုင်းဝိုင်းမှာတိတ်မပြောကြဘူးဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာနဲ့ဆင်တယ်လို့ထင်တယ်ဗုဒ္ဓဘာသာမှာမင်္ဂလာတုတ်တို့မင်္ဂလာတရားတွေတို့ရှိတော့ဗုဒ္ဓဘာသာမှာတော့38ဖြာမင်္ဂလာတရားတော်တွေဘာတွေညာတွေရှိတာအောင်တော့
ဆိုတော့ဒါပေမဲ့သူတို့ကတော့ချဲ့ထားတာဆိုတော့ဒါပေမဲ့အခုဆရာပြလို့ကျွန်တော်စဉ်းစားနေတယ်၈ပါးသာ၈ခုလေးသာရှိလို့တကယ်လို့38ခုသာရှင်ငါတို့မလွယ်ဘူးလို့ဒီ၈ခုထဲမှာတော့မှစိတ်နှိမ့်ချဖို့ဆိုတဲ့တစ်ခုတည်းတော့မှဆရာတော်တော်လေးခက်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းဘယ်လိုပြောမလို့တခါလေစိတ်ကလည်းမြန်တယ်ဒေါသလည်းထွက်တယ်စိတ်ကလည်းအလွတ်ကြီးတာတခါလေပြောလို့ရှိရင်အဲ့ဒါကြောင့်လို့လို့သင်္ကန်းသာလည်းရတယ်ကိုတဲ့မလားပြီးတော့ဟိုတခါလေစကားပြောကြမ်းတာလည်းပါတယ်လေစကားပြောကြမ်းတကူကတော့ပုံပွင့်လင်းလင်းပြသားပြောတယ်ဆိုပေမဲ့လည်းသူများရဲ့နားထဲမှာတခါလေကန့်လိုက်ကြီးတွေဖြစ်နေတာတွေပါတော့ဆရာအများကြီးခွန်အားရတယ်ဆရာကျွန်တော်ကိုပြောနေသလိုပါပဲဆရာဟုတ်ကဲ့စာမျိုးဝန်တာတယ်နော်ဟုတ်တယ်အဓိကကတော့ဒီຢာကသခင်ယေရှုရဲ့စိတ်တော်ပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ရဖို့အတွက်သုံးသင်တာကျွန်တော်တို့အဲ့ဒါကြောင့်ကိုယ့်ရဲ့ကြိုးစားမှုကတော့မရနိုင်ဘူးเนาะအဓိကဝိညာဉ်တော်ဖျားရဲ့မဆာမှုကိုယူပြီးဒီစိတ်တော်တဲ့အသက်ရှင်ခြင်းနေဆိုပြီးတော့အနန္တလိုက်တော့ဖြည်းဖြည်းနဲ့အဲ့စိတ်တွေပေါ်ထွန်းလာမှာเนาะဟုတ်ကဲ့ဒီတင်နေဆွေးနွေးပြရเนาะဟုတ်ကဲ့ဆရာကျေးဇူးတင်တယ်ဆရာအရန်ကောင်းတယ်ကျမတို့ဟုတ်တယ်ကျမတို့လည်းလုံနေတခါတည်းကစိတ်မရှိဘူးကျမတို့လည်းတိနဲ့တော့မှစိတ်မရှိဘူးအဲကြောင့်ကျမတို့အခုလိုပြန်နှုတ်ကပတ်တော်နဲ့ပြန်တယ်နွေးပေးတော့အရန်ကျေးဇူးတင်တယ်နော်ကျွန်တော်တို့ရဲ့အသက်တာကအဓိကဘောဖအသက်တာပေါ့ဘောဖကတော့ခုရားပေါ့နော်ခုရားဆိုရှင်တော့ကြည့်လူတွေဒုက္ခပြီးရရတယ်ဒါအဲ့ဒီခုရားကိုကျွန်တော်တို့ကရားလုံးအကြီးတယ်ဆိုတော့တုတ်တင်စင်နန်နိုင်ရင်ခုရားကလက်ပြမှာဖြစ်တော့အဓိကခုရားကနေမှရှင့်သူကလက်ပြဖြစ်လာတာတော့အသင်းတော်ထဲမှာလည်းခုရားလေးတွေရှိတော့နော်အဲ့ဒီခုရားလေးတွေအတွက်ဆွတ်တော်မဲ့နှုတ်ပတ်တော်နဲ့ဘုရားလှုပ်ဆောင်ပြီးတဲ့အခါမှာတဖြည်းဖြည်းနဲ့ခုရားနေလက်ပြဖြစ်သွားမယ်လက်ပြဖြစ်သွားပြီဆိုရှင်တော့သူကပန်းဝှီးကြိုင်နဲ့ပန်းဘင်ဒီချာမှာသူကပျော်ဝေးပြီးတော့ပန်းဝှေ့မုံလေးတွေကူပေးပြီးတော့မှအကျိုးပြုလုပ်ငန်းတွေရရှိတော့နော်ဒါကြောင့်မို့အဓိကခုရားကနေမကြခင်မှာလက်ပြဖြစ်ပဲဆိုတဲ့ဒါဟိုတော့အမြင်မျိုးနဲ့အသက်ရှင်မှုဖြစ်တော့နော်ခုမှကြတော့မွေးရေခွန်းလေးတာကြတော့သူကအပေါ်ရန်ပြောင်းတာမွေးရေခွန်းကလေအပေါ်ရန်တာပြောင်းသွားတာဒါပေမဲ့သူ့ရဲ့အသက်တာမပြောင်းတော့မွေးရေခွန်းလဲဆိုတော့ရေခွန်းနာတာပြောင်းသွားတာဒါပေမဲ့မွေပဲသူကအစိတ်ရှိတယ်အခုနသူကဒုက္ခပေးချင်တာเนาะအဓိကကတော့မွေးရေခွန်းလေးတာထက်အဓိကဘောဖာနေလိပ်ပြပြောင်းသွားဘူးတော့ဒါအဓိကအရေးကြီးတယ်ရောเนาะဟုတ်ကဲ့မေးခွန်းရှိသေးလားရှိပါမေးခွန်းမရှိတာဆူတောင်းခြင်းနဲ့ဆရာကျမတို့အတွက်ဆူတောင်းပေး